မင်္ဂလာပါဗျကျွန်တော်တို့ဒီတွေးတဲ့ထဲမှာ green duty ပေါ့ green duty idea ခေါ်တာပေါ့အဲ့ဒီမှာကျွန်တော်တို့က pin position သိလို့ရှိရင်ကျွန်တော်တို့အနေနဲ့ပါသို့မဟုတ် body ကိုရိုက်ရတာလွယ်တယ်ဆိုတော့ကျွန်တော်လှမ်းကြည့်လိုက်တော့အဆက်ကနေကျင်းထီကိုကျွန်တော်က17လမ်းကို10ခိုက်ဖြစ်သွားပြီကျွန်တော်ရဲ့ခြေလှမ်းပေါ့ကျွန်တော်ရဲ့ခြေလှမ်းအရဆိုရင်17လမ်းက10ခိုက်ဖြစ်တဲ့အတွက် green အထဲထဲရောင်းဝင်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီ second shot watch ရိုက်ပြီဆိုလို့ရှိရင်ကျွန်တော်မိနိုင်တဲ့အကွာအဝေးတစ်ခုရောက်သွားမယ်ဆိုတော့ကျွန်တော်တို့တွေးပုံတွေးနေရကြတော့ဒီ green ကိုထောက်ကွက် pin position ရှိတယ်အဲ့ဒါကိုကျွန်တော်တို့ဘယ်လောက်အထိကောက်အောင်ရိုက်နိုင်မလဲဘယ်တုန်းနဲ့ရိုက်နိုင်မလဲဆိုတာကျွန်တော်တို့ရဲ့ key point ပဲဆိုတော့ pin position ပေါ်ပြီဆိုလို့ရှိရင်ကျွန်တော်တို့က body နဲ့ပါကပြေးမလွတ်တော့ဘူးဆိုတော့ကျွန်တော် second shot ပြီးရင်ဘယ်လောက်ကောက်အောင်ရိုက်နိုင်မလဲအဲ့ဒါအရေးကြီးရဆိုတော့ကျွန်တော်ဒီကျင်းကို body ရိုက်ကြည့်ပါမယ်ဟုတ်ကဲ့လိုက်ကြည့်လိုက်ကြပါဦးဟုတ်အခုကျွန်တော်ကဒီကျင်းကိုနံပါတ်9ကျင်းနံပါတ်9 MGC နံပါတ်9ကိုကျွန်တော် body try လုပ်ပါမယ်အဲ့မှာကျွန်တော် wood 3နဲ့ရိုက်မယ်ဘာကြောင့်လဲဆိုတော့အရှိမ driver ဆိုရင်ကျွန်တော်ရေကျနိုင်တယ်အဲ့ဒီအတွက်ကျွန်တော် wood 3နဲ့ရိုက်မယ် wood 3 t-shirt ကတော့ကျွန်တော်တို့ကတော့ပို့ပြီးတော့ convenient ဖြစ်တယ်ဗျဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကိုဒီ wood 3ကိုကျွန်တော်နည်းနည်း control လုပ်နိုင်တယ်လို့ယူဆတယ်အဲဒါကြောင့်ကျွန်တော် wood 3နဲ့ရိုက်ပါမယ်wood 3ရိုက်တဲ့အခါမှာကျွန်တော်တို့ကဒီတီတဲတဲ့အခါမှာ short တီကိုသုံးတယ်တော့ formula အတိုင်းပဲပေါ့ဒီတို့ရဲ့ crown နဲ့နည်းနည်းလေးပဲညှင်ထားပြီးတယ်ပြီးရင်ကိုယ့်ရဲ့ formula အတိုင်းသွားမယ်ကိုယ့်ရဲ့ကိုယ်ပိုင် formula ကိုယူပါချိန်မယ် alignment ချိန်မယ်ကျွန်တော်ချိန်တာကဒီရှေ့ကအပင်လေးရှိရယ်အပင်လေးပေါ်တက်တဲ့ကိုကျွန်တော် cross လုပ်မယ်swing က2ကြိမ်ဆို2ကြိမ်ပါပဲဒါတော့ rehearsal swing လုပ်မယ်ပြန်ချိန်မယ်ပြီးရင် ball position ကိုပြန်ပြီး check လုပ်မယ်ရပြီ okay အဲဆိုကျွန်တော်ရိုက်ပါပြီfairway လေကောင်တက်တဲ့ပါ okay ကျွန်တော်လိုချင်တဲ့နေရာရောက်တယ်50တိုင်နားရောက်သွားပြီဆိုတော့ကျွန်တော် second shot ကိုထပ်ပြီးတော့ body try လုပ်ပါမယ်ဟုတ်ကျေးဇူးပါဟုတ်ကျွန်တော်ဒီကောင်ရိုက်လိုက်တာတော့ဒီရောက်လာပြီဆိုတော့ကြည့်အောင်ဘယ်နှကိုက်ကြံခဲ့မလဲလို့ဘောလုံးကတော့ဒီမှာ ball to pin ကျွန်တော်ကြည့်မယ်ဂိုက်90ဆိုတော့ကျွန်တော်58ရိုက်မယ်ဂိုက်90 58ဆိုခုနကျွန်တော်ပြောလို့ပင်က17လမ်း10ဂိုက်ပေါ့10ဂိုက်ကျွန်တော်ရဲ့ဒီ wash ကဒီပင်နဲ့ green set ကနေ10ဂိုက်ကြားမှာကျွန်တော်ချအောင်ရအောင်ထောက်ရတော့မှာဆိုတော့58ကိုကျွန်တော် low pitch ပေါ့ low pitch ခေါ်မှာပါကျွန်တော်တို့အတွက်ကကြတော့အနှိမ့်လေးလှမ်းပြီးတော့ပဲထိုးလိုက်တာကကျွန်တော်တို့ရဲ့သေချာပါလက်ချက်ဖြစ်မယ်အခုကျွန်တော်ခုနတိုင်းလိုက်တာတော့ guide 90ရှိတယ်90ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီ3 quarter လောက်ပဲကျွန်တော်သုံးမယ် wash ကိုဆိုတော့ wash setup မှာကကျွန်တော်တို့ကနည်းနည်းလေး open stand လုပ်တယ်ပြီးရင်ကျွန်တော်အညှိရိုက်ရတော့မှာဟုတ်ပြီကျွန်တော်ချိန်ပြီ open stand လုပ်ပြီကျွန်တော်တိုင်ရှိတပြန်ပေါ့တိုင်ရှိတပြန်ထောက်ဖို့ကအရေးကြီးသွားပြီရောက်တယ်ကျွန်တော်ကြံခဲ့ပြီကျွန်တော်9ခိုက်လောက်ကြံခဲ့မယ်ထင်တယ်โอเคကဲပါတာလေး try ကြည့်တာပေါ့ကဲကျွန်တော်ရိုက်လိုက်တာကတော့ဒီဘက်ကို10ခိုက်ရှိရဆက်လန်း10ခိုက်ရှိရဟာကိုကျွန်တော်ဖမ်းလိုက်တာကအလိမ့်ကို9ခိုက်ကျွန်တော်သွားတွက်လိုက်တာကျွန်တော်အတွက်မှားသွားတယ်ဒါပေမဲ့ ball pitch match ကဒီမှာဆိုတော့ pitch match လေးကိုပြင်မယ်
ပြင်းပြင်းဖိမယ်ဒါက player ရဲ့မဖြစ်မနေ golfer ရဲ့မဖြစ်မနေလောက်ရမယ်ကျင့်ဝတ်ပါကဲမှတ်လိုက်ပါပြီပြီးရင်ကျွန်တော် line ကြည့်ပြီးရိုက်ပါမယ်โอเคကျွန်တော်ပတ်တာကိုကျွန်တော်ကခါးလေးရနေလို့ကျွန်တော်လွှဲတတ်တဲ့အချင်းရှိရယ်ခါးလေးကနေလွှဲတဲ့အချင်းကဘာအချင်းလဲဆိုတော့ကျွန်တော်အဝင်လိုင်းကိုကျွန်တော်ဒီအဝင်လိုင်းကိုကျွန်တော်ကြည့်ကျင်တာကျွန်တော်စိတ်တဲ့ညာအတွင်းလို့ထင်တယ်ကျွန်တော်ရောက်မဲ့ speed လေးကျွန်တော်လွှဲကြည့်မယ်ဟုတ်ပြီပြန်ကြည့်မယ်ကဲညာအတွင်းနှခမ်းလို့တော့ထင်တာပဲโอเคရိုက်ကြည့်မယ်ကဲဘာဒီပါခင်ဗျထင်းတဲ့အတိုင်းကျွန်တော်ထင်ထားတဲ့အတိုင်းပဲရပါတယ်ကျေးဇူးတင်ပါတယ် green လေးနည်းနည်းလွယ်လို့ပါ